ပြီးခဲ့တဲ့ရက်ပိုင်းကရန်ကုန်မြို့မှာအမိုက်သိမ်းမှုတင်သွင်းရောက်ရှိလာတဲ့ခေတ်မီအမိုက်သိမ်းရန်နေရာတစ်တွေနဲ့ပတ်သက်ပြီးမှန်မှန်ကန်ကန်တင်သွင်းလာတာဟုတ်မဟုတ်စစ်ဆေးသွားမယ်လို့သတင်းရရှိပါတယ်။အမိုက်သိမ်းရန်နေရာတွေရဲ့တန်ဖိုးကမူရင်းနိုင်ငံစည်းနဲ့ကွာနေတယ်ဆိုပြီးဆိုရှယ်မီဒီယာမှာပြောဆိုဝေဖန်တာတွေရှိနေတာပါ။ဒီကိစ္စနဲ့ပတ်သက်ပြီးတင်သွင်းခွင့်ရကုမ္ပဏီကိုပြန်လည်စစ်ဆေးသွားဖို့ကားတွေရဲ့တန်ဖိုးအထောက်အထားတွေကိုတောင်းခံထားတယ်လို့သိရပါတယ်။တင်ဒါရီတွေကမှဈေးနှုန်းတင်တော်တဲ့အောင်ကဘာကုမ္ပဏီကိုရွေးချယ်ပြီးတင်သွင်းခွင့်ပေးခဲ့တာဖြစ်ပါတယ်။တကယ်လို့မှန်ကန်စွာတင်သွင်းလာကြောင်းစစ်ဆေးတွေ့ရှိရင်ဆွဆွဲပြောဆိုသူကိုကုမ္ပဏီကတရားစွဲဆိုဖို့ပြင်ဆင်နေတယ်လို့လည်းပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့တန်ရှင်းရေးဌာနလက်ထောက်ဌာနမှူးဦးတန်းထေကဖုန်းနဲ့တစ်ဆင့်မေးမြန်းမှုမှာအခုလိုဖြေကြားခဲ့ပါတယ်။အဲ့ဒီကလည်းပတ်သက်ပြီးတော့ကုမ္ပဏီကနေရောင်းတဲ့ကုမ္ပဏီကနေပြီးတော့အောင်ကဘာကုမ္ပဏီကနေတရားစွဲဖို့လုပ်နေတယ်နော်။အဲ့ဒါဆိုလို့ရှိရင်လည်းသူပြောတဲ့စကားကိုကြားပေါ့နော်။ကိုပြောတဲ့စကားကိုတောင်းကြ။မယ်ဆိုလို့ရှိရင်လည်းကုမ္ပဏီဘက်ကလည်းရှင်းရတယ်ကုမ္ပဏီကိုထောက်ထားနေရှင်းပြီးဟုတ်လားဘယ်နည်းထုတ်တာပါဘယ်မျိုးအစ်စ်ပါရောင်းစရာဘယ်လောက်ရှိပါတယ်အဲ့တော့ဂျာမနီကလူကြီးတွေကိုယ်တိုင်ဒီကုမ္ပဏီတာဝန်ရှိတဲ့လူကြီးတွေကိုယ်တိုင်ကိုသက်ဆိုင်ရာလူကြီးတွေကိုလာတွေ့ပြီးတော့မှရှင်းပြပြီးတော့မှသူတို့ကုမ္ပဏီနဲ့ဒီတရားစွဲဖို့စီစဉ်ပါမယ်အဲ့ဒါတော့အကျဉ်းကြီးပြောမယ်လားရန်ကုန်မြို့ရဲ့အမိုက်သိမ်းလုပ်ငန်းစဉ်တွေအတွက်ရန်ကုန်မြို့တော်စီပင်သားရေးကော်မတီကမကြသေးခင်ရက်ပိုင်းကအမိုက်သိမ်းရန်နဲ့ရင်စည်းရေ40ကျော်ထပ်မံဝယ်ယူခဲ့ပါတယ်ဒီရင်အသစ်တွေရဲ့လှုပ်ဆောင်မှုကိုလည်းဇန်နဝါရီလ28ရက်နေ့ကမြို့တော်ခမ်းမရှိမှာရန်ကုန်မြို့တော်စီပင်သားရေးကော်မတီမြို့တော်ဝင်ဦးမောင်စိုးကလိုက်လံကြည့်ရှုခဲ့ပါသေးတယ်